လှတယ်ဒီမှာကော်လန်လေးနဲ့ဒီမှာရင်ကန်နေလဲလုံးဝတွန့်ရမရှိဘူးเนาะနောက်ဒီလိုနီးနဲ့ဒီလိုပုံစံတိုင်းနောက်ထပ်တစ်ထည့်ပြအောင်မယ်အဲ့ဒါလဲဒီလိုနီးစနစ်အတိုင်းပဲเนาะကျန်တဲ့ဟာလေးတွေကအဆင်ပြေတယ်โอเคမူကောင်းပင်ပေါ်လှတယ်ဒီမှာဒီအတွန်းကမှာလှတာเนาะအကားလေးတွေကဒီနားလေးပါနောက်ထပ်တစ်ဖြတ်ဆက်ဖြစ်လိုက်တော့လုံးဝတက်တက်ရရချက်ကလေးပဲเนาะအကုန်လုံးပခုံးလေးတွေလည်းဒီလိုပခုံးမှာပဲဝက်ဒီလိုအထက်ထဲယူဒီလိုကြီးစုံမဝင်နဲ့မကြည့်ဟိုဘက်လှည့်ကြည့်ဟိုဘက်လှည့်ကြိုက်ထိုးလှလိုက်တာလုံးဝမကြုံတင်းပြောင်ရောင်းနေရပဲเนาะဒါလေးတွေလည်းအဆင်ပြေတယ်ဒီနားလေးရင်ဖြတ်ဆက်လေးတွေလည်းအဆင်ပြေတယ်ဒီနားလေးမှာဆိုလည်းမကြည့်အောင်လုံးဝတွန့်ရခောက်ရမရှိဘူးโอเคရွှေပြည်သားနံပါတ်1အထည်ဒါလေးเนาะလှတယ်အုံခွက်ထည့်ထားတာလေးလည်းအဆင်ပြေတယ်ဒီနားကရင်ထောက်လေးတွေချုပ်ထားတယ်ချောတယ်เนาะတခြားနေရာလေးတွေလည်းလှတယ်โอเคခဲမှာကလှလိုက်တာเนาะဒီနားလေးတွေလည်းအဆင်ပြေသမီးကဒီနားအရန်ခြိုင်တာလေเนาะခြိုင်လို့ဒါဆိုနဲ့တင်ပြီးတော့လေပြန်လုပ်လို့ရသေးရဲ့သိလားဒါပေမဲ့ဒီတိုင်းလေးလည်းအဆင်ပြေပါတယ်ဒီနားလေးတွေဆိုလည်းချောနေရပဲโอเคကြောင်းကုန်းကလှတယ်ဒါနံပါတ်2အထည်ပေါ့နော်ဒီမှာလက်ချုပ်လိုက်ထားတာလည်းတည်တည်သက်သက်ကလေးပဲဒီနားလေးတွေလည်းချောတယ်เนาะဒီနားလေးတွေလည်းအဆင်ပြေโอเคရန်ကုန်ကလှလိုက်တာเนาะဒီနားဂျိုင်းတွေလည်းပြေတယ်ဒီနားလေးတွေလည်းလုံးဝပွားနေရပါမရှိဘူးဂျိုင်းကြံအောက်ချလို့ရတယ်เนาะချဖြေတာများရင်ဒီပေါ်ထပ်လုပ်ရမယ်เนาะโอเคကောမုံရွာလာတယ်ဒါနံပါတ်2အထည်ပေါ့နော်ပခုံးလေးတွေလည်းအဆင်ပြေတဲ့လုံးကွက်လေးတွေလည်းလာတယ်ဒီနားလေးတွေလည်းချောနေရပဲဒီနားလေးတွေလည်းเนาะโอเคကောတိုင်းစိတ်ကြီးမလေးလှလိုက်တာเนาะပြပြရေးရေးဆိုပြီးမှသူ့ကနေသူကွက်တီပဲကြည့်ပါအောင်เนาะလှတယ်တခြားဘာမှမလိုနေဘူးเนาะဒီကဓာတ်တွေပါလားကော်ချောင်းတွေပါလားမပါဘူးเนาะဘာကော်ချောင်းမှမပါနေဘူးโอเคလှမိုးကောင်းပင်ပေါ်လှတယ်เนาะဒီနားလေးတွေလည်းပြေးရေးညာပဲเนาะဒီနားလေးတွေဆိုလည်းအတွန့်မရှိဘူးโอเคကောထိုးကလှလိုက်တာเนาะဒီမှာဂျိုင်းသားလည်းမပေါ်ဘူးလက်ပြက်ကဒီမှာဒီနားတွေဆိုလည်းကတ်နေရပဲဒီဂျိုင်းသားဂျိုင်းကြက်တယ်ဆိုရင်အောက်ချလို့ရတယ်ဂျိုင်းကိုဖြေတာများရင်ဒီပေါ်ထပ်လို့ရမယ်เนาะတခြားနေရာတော့အကုန်အဆင်ပြေတယ်โอเคကောရွှေပြည်သားကလှတယ်ဒီမှာဂျိုင်းလေးတွေလည်းပြေတယ်ဒီနားလေးလည်းမထောင်ဘူးဒီနားလေးတွေလည်းအကုန်အဆင်ပြေတယ်โอเคကောဝါခဲမာကလှတယ်เนาะဒီဂျိုင်းသားလေးလည်းပြေတယ်ဒီပေါ်လေးလည်းမထောင်နေဘူးကျန်တဲ့နေရာလေးလည်းအဆင်ပြေတယ်โอเคဘုံကမလေးခဲရောင်လေးနဲ့လှလိုက်တာเนาะဒီနားလေးတွေလည်းလုံးဝပြန့်ရန့်ပြီးတော့เนาะဒီနားလေးတွေဆိုလည်းအကုန်ပြေနေရတယ်ဘာမှတွန့်ရတာမရှိဘူးโอเคကောရန်ကုန်ကလှတယ်เนาะဒီမှာကော်ချောင်းတွေထည့်ထားလားမထည့်ထားအောင်เนาะโอเคဒီနားလေးတွေလည်းအဆင်ပြေတယ်ကော်လန်လေးလည်းလှတယ်เนาะโอเคကောမုံရွာကလှတယ်เนาะဒါလေးတွေကကြတော့ဘယ်လိုဖြစ်နေရလဲဆိုတော့အကားကလည်းမများတများဖြစ်နေများသွားရင်လည်းသူကလန်သွားတယ်အခုကများတယ်လို့မများတယ်လို့ဖြစ်နေတော့လန်မလို့မလန်မလို့အဲ့လိုဖြစ်နေတာเนาะအဲ့ဒါကြောင့်မလို့ဒီလိုဖြစ်နေတာเนาะတခြားနေရာလေးတွေကတော့အကောင်အဆင်ပြေโอเคဟုတ်